အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လောက်ရတာရိုးရှင်းလွယ်ကူပြီးတော့အရသာရှိတဲ့ဝါဥခောက်ဆွဲကြော်လေးကိုကျွန်တော်ကလုပ်ပြမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးချက်အယူလေးတွေကိုဖြူနီချင်းစားထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ဝါဥခောက်ဆွဲကြော်တဲ့အခါမှာချက်ပြုတ်ရည်လေးထည့်လို့ရှိရင်ပို့ပြီးတော့အရသာရှိပါတယ်အသားအတွက်ကျွန်တော်ကချက်သားကိုအသုံးပြုထားပါတယ်ချက်သားကိုအခုလိုမျိုးပပလေးကျွန်တော်ထီးထားလိုက်ပါတယ်ပြီးတော့ဂေါ်ဘီကိုအခုလိုမျိုးပပလေးထည့်လိုက်ပါမယ်။ဘုံလောင်းနေကိုလည်းအခုလိုမျိုးအုံလေးတွေဖာပြီးတော့အနေတော့အတုံးလေးတုံးပြီးတော့အခုလိုမျိုးထည့်ထားလိုက်ပါမယ်။ကျွန်တော်တို့ကျုပ်နှလုံးသုံးထားပါတယ်။စီပူလာပြီဆိုလို့ရှိရင်အရင်ဆုံးကျုပ်ကိုကြော်ပါမယ်။ကျုပ်ကအခုလိုမျိုးပုံစံလေးရပြီဆိုလို့ရှိရင်ဆင်ထားလိုက်ပါမယ်။ပြီးရင်တော့ချက်သားကိုကြော်ထားလိုက်ပါမယ်။ရတာအတွက်စားငယ်ဦးကောင်းလေးကိုထည့်ထားလိုက်ပါမယ်။အခုဆိုရင်ဝါဥခောက်ဆွဲကျွန်တော်စကြော်တော့မှာဖြစ်ပါတယ်။အရင်ဆုံးကျက်သွန်ဖြူကိုစီးသတ်မယ်။နံလေးမွေးလာပြီဆိုလို့ရှိရင်မုံလာဦးနေကိုထည့်ကြော်မယ်။ပြီးရင်ဂေါ်ဘီထည့်ကြော်မယ်။ဂေါ်ဘီနဲ့မုံလာဦးလေးတွေနွမ်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်တော့ကြော်ထားတဲ့ချက်ဦးနဲ့ချက်သားကိုထည့်ပြီးတော့ကြော်ထားလိုက်ပါမယ်။ဝါဥခောက်ဆွဲကိုအပြင်မှာရေစိမ်ပြီးတော့9မိနစ်လောက်ပြုတ်ပြီးကြော်ရင်လည်းရပါတယ်။ဒါပေမဲ့ကျွန်တော်ကချက်ပြုတ်ရည်နဲ့ထည့်ပြီးကြော်မှာဆိုတဲ့အတွက်ဝါဥခောက်ဆွဲကိုကျွန်တော်တစ်ခါလေးပဲထည့်လိုက်ပါတယ်။ဝါဥခောက်ဆွဲလေးနူးလာပြီဆိုလို့ရှိရင်အရသာအတွက်ခရူးစီပန်းကန်ပြားရည်စားအရသာမို့ထည့်ပြီးတော့မှွေထားပေးလိုက်ပါမယ်။ဝါဥလေးနူးပြီးတော့အခုလိုမျိုးအနေထားဆိုလို့ရှိရင်တော့ဝါဥခောက်ဆွဲကြော်တော့ပဲရပါပြီခင်ဗျာ။